မယ်လို့ကျွန်မပြီးခဲ့တဲ့ပတ်ကျွန်မဖျားเจ้าမှာကျွန်မနာမည်ကြားလိုက်တယ်ကျွန်မထင်တာဟိုအထူးစုတောင်းလို့တော့ကျွန်မကြားလိုက်ရကျွန်မသိချာဘူးဆိုတော့ဒီနေ့ထားဖျားเจ้าမှာကြားလိုက်ဆိုအဲနောက်ကပတ်တော့ဝင်ရရတယ်ကျွန်မနာမည်ကြားတယ်ကျွန်မရုပ်တရက်ကြီးအဲ့အောင်တော့နောက်ကပတ်တော့ဝင်ရမယ်ကျွန်တော်တို့ကလည်းအဘူလုပ်ပါလားဟာလည်းဒီရှိဘူးအစင်းမတင်ထားဘူးပေါ့နော်အဲ့ဒါကျွန်မဒီမှာရှိတဲ့မိသားစုကိုရောအားလုံးကိုကျွန်မတောင်းပန်တယ်ဒါပေမဲ့ကျွန်မပြန်စဉ်းစားတာပေါ့နော်ဖျောက်ခင်ရဲ့နှုတ်ကပတ်တော်ဝင်လာဖို့ဆိုတာဘယ်လိုပြောမလဲကျွန်တော်တို့အမြဲတမ်းဖတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိတယ်ပြောစရာတစ်ခုခုတော့ရှိတယ်ဖျားကငါ့ကိုတောင်းပေးလာပြီဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်သူကျွန်မကိုဆွဲခေါ်သွားမှာပဲအဲဒါကြောင့်ကျွန်မအတက်ရှိတယ်ကျွန်မနှုတ်ဟိုဒီပြောမလဲနေ့တိုင်းဖတ်နေတဲ့နှုတ်ကပတ်တော်နေ့တိုင်းဖတ်နေတဲ့စာနဲ့ပဲကျွန်မဒီနေ့ကျွန်မခွန်အားရတဲ့ဟာကိုပဲကျွန်မဒီမှာရှိနေပြီကျွန်မတို့ထောက်ဝင်လာတော့မယ်ဖျားအလုပ်လုပ်နေတယ်ကျွန်မတို့ရှိတယ်အားရရင်တော့ဒါကမှလည်းဒီမှာတက်တယ်လေဒီလိုဒီလိုတော့ဆက်ပြီးထားတော့နောက်ဆက်တော့ကျွန်တော်တို့ပတ်သက်ပါပါနော်ဒီမှာဒီပေါ်တော့ဒီလိုပုံမှန်လို့ပါဒီပါလာပဲဆက်ဆောင်နေတယ်ကတော့အေးပါအဘွေနဲ့ဒီနေ့နာပါဖန်ဆိုင်ပြီးထားတယ်ကတော့ဒီမှာနေတယ်ပါတယ်ဒီပါဖာလေးဒီမှာစာတိုင်တာပါဒီကတော့နော်အဲ့ဒါကျွန်မမိသားစုအနေနဲ့ပေါ့နော်ဘယ်လိုများကျွန်မပြောတာမတိုက်ဆိုင်တော့ဒီအခြေအနေအချိန်ခါနဲ့မတိုက်ဆိုင်လို့ရှိရင်ကျွန်မပြောပြပါရှုပ်ဆိုကျွန်မဒီစတန်ဒါပိုက်ခတ်ချင်ဂလာတီအော်ရာဆိုရင်ဒီနေ့စငယ်20ငါဒီချွတ်တော်နဲ့တူလောက်ကတိုင်မှာအသိခံပြီးတို့တော်လဲအသက်ရှင်နေထို့သောဆိုတော့ငါဒီကိုယ်တိုင်မရှင်ဖြစ်တော်ဒီငါ၌ရှင်တော်မူ၏ဘူခန္ဓာ၌ယခုငါရှင်တော်အသက်ဒီဖျားခင်သားတော်ကိုယုံကြည်ခြင်းအပြင်ဖြစ်၏သားတော်ဒီငါ့ကိုချစ်ငါ့အဖို့ကိုစွန့်တော်မူ၏ဖျားခင်ဤကျေးဇူးတော်ကိုငါမပယ်အညက်တရားကိုအမိပြု၍ဖြောင့်မတ်ရာသို့ရောက်နိုင်လို့ခရစ်တော်ဒီရှိတဲ့တည်တော်မူ၏အေးနောက်တစ်ခုကျွန်မဖတ်ချင်တာပေါ့နော်အဲရှင်ရကုတ်အော်ရာစာခန်းကြီးတစ်အငယ်စနစ်အော်အငယ်တစ်အငယ်နှစ်ကနေနောက်တော့စနစ်နှစ်ကငါညီကိုတို့လင်းတို့ဒီယုံကြည်ခြင်းကိုစစ်ကြောဆိုဆက်ရှေ့ရာဒီတိခံခြင်းကိုပွားစီတတ်တဲ့တိမှန်တဲ့အထူးထူးအပြားပြားဆိုစမ်းတော့ရှက်ခြင်းတွေ့ကြုံတော့ခါဝမ်းမြောက်စရာအကြောင်းတက်တဲ့ဖြစ်ခြင်းမကြတော့စုံစမ်းတော့ရှက်ခြင်းကိုတီးခံတော့သူဒီမင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှဖျားခင်ကိုချစ်တော်သူတို့အားတတိထားတော်အသက်ကိုရလိမ့်မယ်ဟုတ်ကဲ့ပါရှင်ရောအဲ့တော့ခဏလေးရှင်ပေါ်တယ်Natalnya punya sabu do di do buat dia itu lola tadi itu atau dulu ke ibu do pala takut kereti lagi itu nyala tamu kuati tangannya ibu tahu itu pasal do mau tahu itu tamu itu sebelum apa itu đó ô đó tại hay là đó còn còn tại nó tụ này thì chắc là cho đi cả buổi hôm nay cho cái này là cái này là cái gì cả rồi nó cái này thì mà đi chắc là mà tiền đó nếu không nói mà cái mong chúng nó chỉ là mà đi cả không xỉa rồi xương lên rồi nó lại là đó thôi và bây giờ thì đi ra cho mà bây giờ cái bắt đầu của nó thì quay rồi ra đấy chúng ta thì tụi à bây giờ là tụi con không bắt đầu nào còn mà là tụi con không bắt đầu hay là tụi tụi cả chúng ta những sự quan trọng là tụi nó tụi nó có bắt đầu sao tụi nó chỉnh Hello, tôi đã tao đã nhận em hát cái mini tôi phát hiện là sẽ là cầm một cái mình không muốn thì tôi muốn em hát cái có mua được một nó, hầu hết ba chục mua này các bạn chục mua, ba chục cũng mua được này,
ဝဲအဖာပေါ်ညာလေးတော့ပါအဖာပြေရောလေးတော့ပါတော့အဝဲကစားရခုကထားတော့ကဖောက်လို့အဖာဘူးလေးအဖို့ကမောင်းနေတယ်စာချုံးမလေးစာပတ်တုံးနေယုံကြည်သူတယောက်ဖြစ်လာတာဒီကြားနာရှင်းရတယ်ပဲဒီလိုဖြစ်လာတာပေါ့နော်အဝဲကတော့ပွားစုကင်းနေကြတာကအဝဲတိကျလာဝနာဘူးဝဲခါတော့ကျတော့ဒါပွားစုကင်းနေတာပြီးခဲ့တဲ့ပတ်တော့ကျမတို့ဒီဆိုတော့လည်းဒီပွဲတော်ယူမယ်ဆိုတော့သူကမယူဘူးတဲ့ဘာဖြစ်လို့မယူတော့ဘာဖြစ်လို့ပွဲတော်မယူတာတော့ဒါအကုန်လုံးယူတော့လေနေ့ချင်းခံသေးဘူးလားလို့ပြောပြီးတော့နေ့ချင်းခံပြီးပြီတဲ့အဲ့ဆိုဘယ်လိုမယူလဲဆိုတော့အဖြစ်ရှိတယ်လို့ခံစားတော့မယူဘူးပေါ့နော်အဲ့ဒါကျမစိတ်ထဲမှာအရင်ကဝင်နေတော့ဒီဖိချာဖျားခင်ရဲ့ပတ်တော့စိတ်ထဲမှာချင်းနားလည်ဖို့ဒီဒီလေးကျမစိတ်မှာစိတ်ကောင်းဖြစ်တော့မာဒနီကတော့ဘုနေဝဲလာချပါဘူးဘဝတော့ဘူးပါမမဝဲသေးလားမတန်တော့အမှုဒီမှာလည်းချက်ပြီးပေါ်အောင်နေစုလို့ရတာဝင်ရဟုတ်တယ်တူစုလို့ရတာဝင်တာကတော့ဘယ်လိုလဲမမကိုလာအဝဲရအော်ဘူးရတယ်ဆိုရမှာကမာတာတာချုံလို့ခေတော့ဆက်ရပြီးခါလေးစစ်စစ်လို့ဘယ်လိုလဲဖာပါတော့စီညာဘာလို့ဖြစ်လို့ရှိလဲအားချေလာဘောဘာဖြစ်လို့လဲဆိုတော့ကျမတို့အဲ့လိုအပြစ်ပြောချင်းဆိုလို့ရှိရင်ဒီမှာရှိတဲ့ညီကောင်ကတယောက်မှအပြစ်မလုပ်ဘူးအကုန်လုံးအပြစ်သားတွေကြီးပဲအဲ့ပြစ်ကြောင်ဖျားခင်ရဲ့ကောင်းကြီးမင်္ဂလာကျမတို့ကရက်တက်သွားတယ်ဆုံးလို့တော့ဆိုရင်ကျမတို့ကရရှိမှာမဟုတ်ဘာလို့လဲကိုလာဖဲပမေတဲပတာကမအိုကိုနေနော်ဒီဖဲဖဲတော့ပေါ်နေကောလေပတာကမပို့ကောပါနေနော်ပမာကမတာပို့ဝဲတာတကယ်ကြီးနော်ဘာသာနာကြီးခေါ်လို့ပမာကမတာဝဲနေတချို့ဝဲလေမြေဥကတော့ခါဝဲလေလူခါကျတယ်ဝဲတိဖာကောနေတယ်တချို့ဝဲပို့တူလို့ဘောကောတယ်တချို့လည်းခဲပါတော့နော်ကျမအတွက်ဘောတော့တတက်တာအကြာကြီးပဲကျမယုံဖျားခင်ကိုကျမဝိတ်တဲ့ယုံကြည်သူဖြစ်လာတယ်ဒါပေမဲ့ဖျားခင်ကိုကျမသူများနဲ့ကျမမေးလို့ရှိရင်နေကောင်းခင်နိုင်ငံသွားမှလားငရဲသွားမှလားနေတိတ်ချယုံကြည်မှုတိတ်ချမှုခုရှိပြီလားဆိုရင်ကျမမေးလို့ရှိရင်အရင်တော့ဆိုကျမမဖြေရဘူးကောင်းခင်သွားမှလားငရဲသွားမှလားကျမလည်းမပြောရဘူးဆိုတော့ကွာအပြစ်သားနေတော့အပြစ်သွားနေ့တူအပြစ်လုပ်နေတယ်နေ့တူပြောမိတယ်နေ့တူစိတ်ကုန်မိတယ်နေ့တူကိုဘယ်လိုပြောမလဲအပြစ်လုပ်မိနေတယ်အဲ့ဒါကြောင့်လို့ကျမကောင်းကင်သွားမယ်သူများမင်းလို့ရှိရင်ကျမကောင်းကင်သွားမယ်လို့မပြောရဲဘူးအရင်တော့ဘာလို့ကိုလဲနေဝဲဒီဝဲမပေါ်မေကွာဝဲဟဲ့လို့ဆက်လို့ဖြစ်ကိုရတော့ဝဲမပေါ်တော့ဝဲဒီဖတ်တော့ဆက်ပါဘာစလာကြီးနေတော့တဲ့ဝဲတို့တော့မင်းဒီကွာလို့လေဒီကွာစုကနေရတော့နေမင်းဒီစားလို့ကိုဘာလို့လားဆက်ဘူးပါဘာလို့ကိုလဲနေသူ့ဘာဒီတော့ဝဲမှာကမှာပေါ်တော့မင်းတို့ချင်းရောတာမဝဲဒီမှာရှိတဲ့ဒီကောင်မတွေရောဒီနေ့တူရောက်များရှိတယ်လားဒီနေ့ကောင်းကင်သွားမယ်ဆိုရင်ယုံကြည်စိတ်ချမှုပြည့်စုံလို့ရောက်ရှိတယ်ဖဲတညခိုင်လည်းပချင်တော့ဒီပါတော့ဝယ်လေးပါပေါ်နေတယ်နော်ယာယီဒီမေတာနေတာမင်းဟာရကနေကလည်းလုံးကိုဘာမလို့ကိုတော့ဆက်ကြည့်ကြည့်တိလာချင်နေဒီတကတဲတဲလာတယ်ကျမတော့တေချာကျမတကယ်ကောင်းကင်သွားမယ်ဆိုလို့လဲဆိုလူကျမဖျားခင်ကကျမတို့အသေးခံတာအလကားတက်မဟုတ်ကျမတို့ဒီမှာရှိတဲ့ညီကောင်မတယောက်ချင်းစီတိုင်းနေ့ချင်းခံပြီးဖျားတဲ့ကိုလက်ခံပြီးပြီဆိုတာလက်ခံလိုက်တာနဲ့ကျမတို့ကောင်းကင်သွားမယ်ဆိုတာသိချတယ်ဒါပေမဲ့ကောင်းโอเคကျမတို့ကောင်းကင်သွားလို့ဖျားတဲ့ရဲ့စီရင်ချင်းကျမတို့နေ့တိုင်းအပြည့်လုပ်တဲ့ဟာတွေမစီမခံရတော့ဘူးလားဆိုတော့မဟုတ်ဘူးဒါတော့ဖျားတဲ့ကျမတို့ကြားမှာပဲရှိတယ်ဟိုဖျားကြီးစီရင်မလားမစီရင်မလားဆိုတော့တင်နဲ့ဖျားကြားမှာပဲရှိတယ်ဒါပေမဲ့တင်ကငရဲမသွားတော့ဘူးဆိုတာတော့သိချတယ်ဘာမလို့ကိုလည်းနည်းပါဝလာနေတော့ပြီနော်ဘာမလို့ကိုလည်းနေကဲဆိုင်စုခရီးဟက်တူစီလာလို့ကိုဝိုင်းနေတယ်မင်းတာတော့မှာဝက်ပွေပါလဲဆိုစီဆိုစီကိုဒုနေပါတမို့ထူနေဆိုတော့ဘာဝရဒူတာမင်းတနာဝရဘာတူတာဆလေတာဒူလို့ဆိုင်ရောက်တယ်နော်ဘာမလို့ကိုလည်းနေโอเคโอเคဆိုကဲတော့ဘာစုကနိုင်ရလေတော့စုဒူဘလတယ်ဒီလွမှုမချလို့ဝဲရမှုဟိုတဲ့တနည်းတော့တက်ကမတဲ့ဖာနေပထမကမပါဝဲရကစားရစီညောပါအဝဲနေစက်ခိုင်နေဟိုတာဝရလဲစားရကျူပူလဲအကမဝရလောလော်တီတင်လဲဆိုနေစုကနိုင်ရတော့ဘုစုဒူဘလတယ်လဲဝပနာတော့နေနာရမှုတဲ့နံပါတ်လော်တီနော်ကျမတို့ဒီနေ့ရဲ့စင်တန်းမှာကျမတို့အပြည့်လုံးပြီးလို့ရှိရင်လေတခါကျတော့အရင်ကကျမမသိလို့ရှိရင်လေဘယ်လိုဆွတောင်းကြလဲဘယ်လိုအပြည့်ဝင်ချလဲဝင်ချလို့ဆိုဖျားရှိပါဘူးကျမတို့နှုတ်ရဲ့စကားကလေတခါကျတော့သတိမထားမိဘူးအဖဖျားကြီးကျမအပြည့်သားဖြစ်တယ်ကျွန်တော်ကတော့အပြည့်သားဖြစ်တယ်ကြောင့်မလို့ဒီအပြည့်ကိုလုံးမိတယ်အဲ့ဒါမမှန်ဘူးဘာဖြစ်လို့လဲဆိုတော့တခင်ခရစ်တော်မကြွလာခင်အရင်တော့အပြစ်သားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကစာရရဲ့စကားကိုနားထောင်ပြီးတော့ကျမတို့အပြစ်ဖ
ဖျားခင်ရဲ့စီရင်ချို့ကျွန်တော်တို့ခံရဒါပေမဲ့တော့ကကျွန်တော်တို့ရဲ့သူ့ရဲ့အသွေးကိုကျွန်တော်တို့ရွေးနှုတ်ပြီးတဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့ကအပြစ်သားမဟုတ်တော့ကျွန်တော်တို့ကဖျားသားဖြစ်သွားတယ်ဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့မှာယုံကြည်စိတ်ချမှုအပြည့်တော့ရှိရတယ် ဘာမလို့ခေါ်နေနော်ပကအာဆီယာဘလော့ပကဘာတူပါဆရာရောယာယီမနာကွာတက်တယ်ဘာဘလို့အာဆီယာဘလော့နေကတော့ဘာမေဘာသာဘာလူညာတိလောနေအဝဲရဖဲမို့လို့ယူဆိုတာမာလောကမာကတဲ့မေရာကွာတက်တယ်ဘာဘမေဖဲဆိုင်စုခရီဟဲလောဝဲနေနော်အဝဲနေနေဒီကဆော့ကောတော့မာကဆော့ကောပါလိတော့ကတမေလားကွာတက်တယ်ဘာဘလို့ပါ အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်ပြီးတယောက်စီတိုင်းရဲ့တက်တာမှာဖျားခင်ကျွန်တော်တို့ရေးလို့ပြခဲ့ရအလကားမဖြစ်ဖို့ကိုတက်တာမှာလို့တာပေါ့နော်အလကားမဖြစ်စေနဲ့အတက်တာမှာဖျားခင်ငါ့ကိုရွေးနှုတ်ပြခဲ့တယ်ဆိုတော့ကိုဘလို့အချင်းတွေပဲရောက်ရောက်အပြစ်နေနေ့တိုင်းပဲပြုမိနေပဲဖြစ်ပါစေဖျားခင်ငါ့ကိုရွေးနှုတ်ပေးပြီးဒါပေမဲ့ကျွန်တော်တို့ရှိသက်ဘလို့အသက်ရှင်မလဲဆိုတော့ကျွန်တော်တို့ဘာနဲ့စမလဲဆိုတော့ကျွန်မမှန်တယ်ကြရင်ဖတ်ပြောမယ် ဘာမလို့ခေါ်လဲနော်ဖဲလဲစုကိနေကြတဲ့ဒီမှာပနိုင်ဆိုင်စုခရီလော်ချီလော်ချီနော်ဘာနာကွာတယ်လေဆိုင်စုခရီသူစီတယ်လေပေါ်ဝင်တင်တာတော့ဘာနော်သူကတောင်းလို့ထူနော်တော့ပကဲပါစုကိနေကြတဲ့တော့ဆက်တော့ဘာဝမှုဒီတယ်ဖတ်ကြတော့ ကျွန်မဒီသူကြမ်းစာမဖတ်နေတော့ကျွန်မဘယ်မှာလို့ဖတ်တော့မှသူတို့ချုပ်တယ်လေတော့နားလေဘာဖြစ်လို့ဆိုကျွန်မပြောချင်တာအဓိကတော့ဒီမတ်တဲမှာပဲဖြစ်ဖြစ်ဒီမှာခုမှာပဲဖြစ်ဖြစ်ပထမဦးဆုံးမနော်ဒီ นี่เราแก้แพ้ดีมาแต่ดีมาได้ အဲ့မှာဒီမှာဗါလဲတကယ်ယေရှုခရစ်တော်ကသူနစ်ချင်းခံပြီးတဲ့နောက်မှာစုံစမ်းခြင်းသူခံရတယ် ใส่สุขรีนอกซาดาเวแพ้ละเวดูดูด้วยแบบวิลล์กินี่บัตตาลิปซอนี่เนาะ သူနစ်ချင်းခံပြီးတော့ထိုခဏချင်းတွေဒီမှာခုမှာအခန်းကြီး1အငယ်7ထိုခဏချင်းတွေဝိညာဉ်တော်လေးယေရှုကိုတောတို့သွားစေတော်မူ၏အရက်40ပတ်လုံးတောနိုင်နေ၍စာတန်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏နောက်တစ်ခုမတ်တဲမှာလည်းဒီရှင်မတ်တဲမှာလည်း แพ้มาปูซะดูเตนี่ไปเที่ยวได้นี่ใส่สุขรีนี่แพ้ดูสุดูด้วยกับวิดอกเวลาลูกกว่านี่เวลาซอสเลยชีแพ้นี่เวบัตลุชีเวบัตตาลิปซอเลตาอามีเนาะ တခင်ယေရှုလိုမျိုးဘယ်လိုပြအပြစ်ကင်းတဲ့လူတော်မှသူကစုံစမ်းသွေးဆောင်ခြင်းခံရတယ် ใส่สุขรีตัวนี้กว่าเนี่ยเวลากว่าใส่สุขรีใส่กับโบแล้วเว้ยတော့တဆတ်တယ်ဘာသာနေကြီးမိကစားတာတယ်ဘာတာလိစောဟိုဒါနေနော် ယောဘလိုအသက်တာမျိုးလည်းအဲ့လိုပဲပြောသူလည်းဖျားတကယ်အရင်မြစ်တက်တဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့သူလည်းဖျားရဲ့ဟိုပြောမလဲယုံကြည်ခြင်းဆန်းစစ်ဖို့အတွက်သူလည်းစုံစမ်းသွေးဆောင်ခြင်းခံရတယ် so yo ba mi kwa ne wa mi wa da ga le le ra le sa yo mi tabak sa yo e o wo do ko mi tabak sa yo ba lo ba sa da na ke le sa yo tabak ba ni ta mi ko li ta li so so yo ba o si ko အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်သူတိုင်းမှာယုံကြည်သူတိုင်းကအရောက်စီတိုင်းစုံစမ်းသွေးဆောင်ခြင်းဆိုတာကြုံရမယ်ဒါပေမဲ့ဒီစုံစမ်းသွေးဆောင်ခြင်းကိုကျွန်တော်တို့ဘယ်လိုဖြတ်ကျော်ရမလဲအသက်တာမှာဖျားနဲ့ဘယ်လိုဆက်သွားရမလဲဆိုတော့ကျွန်တော်တို့စမ်းစာနဲ့သွားကြည့်အောင် ba mi ko le no ko 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 do ko da ba ki bo ko ko ba ki ni ga ko do si do ga te fa ko ba de si ni ko ko ba le ko da ho ta li ko so ko li bi ba ta li ko le ko le ta li ko la kha ba wa ni ka yi ko ba le ko bo li le ko ko နောက်တော့ဒီခုနကျန်းစာထဲမှာပေါ့နော်တခင်ယေရှုရဲ့ဖြစ်ဖြစ်နောက်ပြီးတော့ဒီယောဘပဲဖြစ်ဖြစ်ကျွန်တော်တို့အရှိတာမှာကျွန်တော်တို့ရဲ့ဖခင်တွေကသူတို့ဘယ်လိုဖြစ်လို့ဒီစုံစမ်းနောက်ဆက်ခြင်းတွေကိုသူတို့ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုရင်နှုတ်ကပတ်တော်နဲ့ပဲဖြတ်ကျော်ခဲ့တယ် ba mi ko le no ko ti wa sai su ki ni na ko pa ta su tan na no le so si ni te pa sa yo ba la ga de pa awa ti le ko pro da ta ko ta kem ko le ta le ko ni te pa ni awa ti le ko pro le wa clip tha ni လူသားတွေကျမတို့လူသားတွေကြုံတွေ့ရတဲ့ဒီစုံစမ်းခြင်းကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုရင်ကျမတို့နေ့တိုင်းဖျားတခင်နှုတ်ကပတ်တော်ကိုနေ့တိုင်းကျမတို့ဖတ်နေမှာဖျားတခင်ဘယ်လိုပြောမလဲအဲ့ဒါမှကျမတို့အတွက်အဖြေဘယ်လိုဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဒီပြဿနာကဘယ်လိုနည်းလမ်းကျကျဖြေရှင်းရမလဲဆိုတာဖျားတခင်ကျွန်တော်အိမ်မှာစကားပြောတာပါနော် ba mi ko le bo ba su ke na ga ni te pa le pa le ko ko da ni wa te ni wa pa mu ta pa ta kem ko le ta le so ti te pa ni di ba ba ke le ko ko wa ne te wa le so se ko ko wa da ko ba le ko ko di le da ko ma ma ti ma cha ni wa le sa ya blue ta no တခင်ယေရှုဟာစာတန်ကိုသူကဟိုဘယ်လိုပြောမလဲတိုက်ခိုက်တဲ့အခါမှာနှုတ်ကပတ်တော်နဲ့ပဲတိုက်ခိုက်သွားတယ် ti ba ka sai su kri la wa thoda ni mu ko le ne wa thoda wa le ka sa ya blue ta no ဘယ်လိုပြောမလဲကျမတို့တက်တာမှာနှုတ်ကပတ်တော်ကအထဲမှာမရှိထားဘူးဆိုလို့ရှိရင်တခါကြလို့ရှိရင်ကျမတို့အတွက် response ဘာမှမရှိဘူးပေါ့နော် ba mi ko le ta bro ko wa ke su ke na ga ni pa ni wa ku ka tha ni do le ku wa ni no
我也带了上来开吧，完了不ထောက်တာကြီးရဲ့ချိုးစစ်ကိုထောက်တာကြီးတေးပါ အဲ့ဒါကြောင့်မို့ဒီမိသားစုမှာလည်းဖြစ်ဖြစ်အခုသမီးလေးရဲ့ဒီသူ့ရဲ့အခြေအနေလည်းဆိုတော့မောင်လေးကဖြစ်တယ်ဆိုတော့မိသားစုမှာညီမောင်ဖျားခုဖခင်ကြီးတယောက်ဖြစ်သွားပြီဥဆောင်အောင်မဲ့မိသားစုဥဆောင်တဲ့ဖခင်တယောက်ဖြစ်သွားပြီသူ့အတွက်ကျန်းစာလေးဖတ်ပြီးတော့ရှင်းပြပေးအဲ့ဒီကတော့ဖြည်းဖြည်းသူ့ကိုဆက်ပေါ်သွားပြီအဲ့လိုသူ့ကိုလို့ရှိရင်ကျွန်မလည်းစဉ်းစားလာတော့ညီတော့သူ့ကိုလိုမျိုးကဒီသူကတော့ပုံမှန်နားထောင်ပါတယ်လောက်တော့ဖတ်တာဒီသူများတရားခေါ်တာဒီနားထောင်တယ်ဒါနဲ့သူကိုယ်တိုင်ဖတ်ဖို့သိဖို့လိုတဲ့တောင်းလို့အခါကျကျွန်မစဉ်းစားတယ်သူ့အတွက်ဒီကြောင့်လည်းဒီအတန်နဲ့တရားအတန်နဲ့လုံးဖတ်တော့ဖတ်တာခါရှိတယ်လေအဲ့ဒါသူ့အတွက်အဲ့လိုမျိုးစီးရီးတွေရှိတယ်အဲ့လိုဝယ်ပေးတော့ကျွန်မစဉ်းစားရတယ်ဒါပေမဲ့ဟိုချင်းနေနေတာပေါ့နော်အဲ့အကြောင်းမောင်လေးအနေနဲ့လည်းဒီသမီးလေးပြောဒီလေးအပေါ်လုံးဆိုစက်လာလေးဖတ်ပေးပြီးတော့ပုံမှန်လေးသူတို့ဖတ်ပေးမယ်ကျန်းစာသူတို့အထက်မှာရှိမယ်ဆိုရင်သူတို့အထက်မှာ86လိုက်မဲ့တက်တာမှာဒီအခက်ခဲပေါင်းများစွာလုံးဖတ်တော့လည်းသူတို့ဖြတ်တော်နိုင်တယ်လို့ကျွန်တော်အားပေးရှင်ဒီကိုလည်းဒီဘာလို့ဟိုမတဲတဲ့ပေါ်နေတယ်ဒီလိုတော့မဆောက်ရဘူးတဲ့ခရီးပါကဲတော့ဖို့လို့ရောလေဝကဖာဆိုင်ပြီးခါလဲပြည့်တာလဲမောဒီနေရလောဝဲနော်ဝဒီဝဲရမြေဝါလာတော့နော်ဝဲဖာပါကိုအမ်ပါလက်တော့စမစဝဲတော့ဒီတာလဲဒီတော့ဝဲကမီလာတာတော့ခုအဲ့ဒီကတော့ကိုကလေးဒီလဲပေါ့နော် ခုနကကျွန်မပြောသလိုတော့နော်ခုနကကျွန်မပြန်ဆက်ရှင်လို့ပြောလို့ဒီကခင်ကကျွန်မတို့အသက်တာအတွက်အကုန်လုံး free ပေးလိုက်ပြီလွတ်မြောက်ခြင်းအခွင့်ကိုပေးလိုက်ပြီကျွန်မတို့ကလွတ်မြောက်တော့သူဖြစ်သွားပြီကျွန်မတို့ကဖျားရဲ့သားသမီးဖြစ်သွားပြီအပြစ်သားမဟုတ်တော့ဘူး ဘာလို့လဲဆက်စုပြီးတော့လည်းဘောရီတော့ဒီဘာတာဒီနေ့ဒီတော့ဒီနေ့တော့တာတော့ပါပေါ်လာ အဲ့ဒါကြောင့်ဖျားခင်ကဥပမာဒီရောခမှာဥပမာပြောရမယ်ဆိုလို့ရှိရင်ဖျားခင်ကကျမတို့ထောင်ကနေထောင်ကျတဲ့လူတယောက်ကိုထောင်တကားဖွင့်ပေးလိုက်ပြီသူကတော့ထွက်လို့ပဲပြောမယ်ဒါပေမဲ့ထွက်တာကျမတို့လုပ်နေတော့ကဲထောင်တကားဖွင့်ပေးလိုက်ပြီတားရည်ပြေးထွက်တော့နေတို့လွတ်မြောက်သွားပြီငါနေတို့အပြစ်တွေပေးဆက်သွားပြီမထွက်သေးဘူးဒီထောင်ထဲမှာပဲဆက်နေခြင်းသေးတယ်ရတဲ့ကိစ္စမရှိဘူးအဲ့လိုဆိုတော့ဒါကိုတော့ဘောလို့ဒါပေမဲ့ကိုကအိုးဖျားခင်ငါ့ကိုတကယ်ကဲပေးလိုက်ပြီငါထွက်မယ်ထောင်ထဲကနေထွက်တာတော့ကို့လို့ဘာလို့ကိုလည်းတော့ယူလို့ဟာဘူနေဆက်ရနေအဝဲဆက်ဆိုနေဟဲဒီဝတ်တာတဲ့လေးလောတယ်လို့โอเคဖုန်းဘွားလေးနော်ပပကလို့ထောင်းလို့တတ်ကြကနေအဲတတ်ကြကအကနီအော်လီနော်သူကဟာရနေတပ်လက်တာဝဲရတပ်ခတိုင်ရလောက်ပဲသူဟောလို့တပ်ဖွဲ့နေပေါ်ပါစုကေနာကေတာတဲ့ခါကိုတူလို့ဒီလေကိုတူလို့ကေပတ်လေးလေးတော့ဒီကတူလို့ပတ်လေးလေးပါလားဝဲတော့လည်းပကကြတဆူတနာတာပေါ်စစ်တမ်းမှာပေါ့ယေရှုရဲ့နှုတ်ကပတ်တော်ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့သိရနဲ့လက်မခံတဲ့သူကပဲငရဲသွားမှာဖြစ်တယ်ကျွန်တော်တို့ဒီမှာရှိတဲ့ယုံကြည်သူအယောက်စီကြတော့ယေရှုရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့အကုန်လုံးလက်ခံပြီးလက်ခံတယ်ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကနေလွတ်မြောက်မယ်ဆိုတာဘာလို့ကိုလည်းဝဲတော့ဘာလို့နော်လည်းတော့ဝက်ဆိုင်ရပြီးခါတော့ပြညာဝဲတာတော့ဆိုင်ရပြီးခါတော့ပြညာဝဲတော့လည်းသူ့လိုပါနေပါလေနော်ဒီပါနေပါလေဝဲကလေးတူလေးနော်ရဘူးနေလို့နော်ဘာလို့ကိုလည်းကိုလည်းဝါလာစုကေနာကေရာပနတ်ဆိုင်စုခီတော့တော့သူ့လိုနေတာကိုလည်းအဲ့ဒါကြောင့်ကျွန်တော်တက်တာမှာဘယ်လိုပြောမလဲလွတ်မြောက်သွားတဲ့လူတွေကငရဲသွားကြမလို့ဆိုတော့တေချာတယ်တေချာမှုတည့်ရဲ့တက်တာမှာဒီနေ့တေချာမှုရှိတာဆိုတေချာပြန်ဆိုင်တယ်ငါဒီနေ့စိတ်ထဲမှာအသွေးထဲမှာလည်းယုံကြည်မှုရှိပြီလားစိတ်ချမှုရှိပြီလားဆိုတော့ပြန်ဆိုင်တယ်အရင်တော့ကျွန်မအိတ်ခံစားချက်ကျွန်မမခံစားဘူးအခုကျွန်မဘဒုလာမင်းကျွန်မသွားမယ်ဆိုတာတေချာတယ်ဒါပေမဲ့ကျွန်မနေ့လုပ်မိတဲ့အဖြစ်ကိုဘယ်လိုဖျားနဲ့ရှင်းမလဲအဲ့ဒါကြောင့်ကျန်းစာထဲမှာကျွန်တော်ရေးထားတယ်ဒီနေ့လောက်တဲ့အဖြစ်ကိုတဲ့နောက်တစ်နေ့မကူးစေနဲ့တဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့အမျက်တော်တာကိုမပြေဘဲနဲ့နေ့မကူးစေနဲ့ဆိုအဲ့ဒါဖျားတဲ့ခင်ကျွန်တော်ကအလကားပြောတာမဟုတ်ကျွန်တော်တို့အဖြစ်လွတ်စေချင်လို့ဒီနေ့အဖြစ်လွတ်ပြီးတော့တတိထားမိရတယ်ချက်ချင်းဖျားတဲ့ခင်ကိုပြန်ပြီးတောင်းပန်နေ့မကူးစေနဲ့ညမကူးစေနဲ့အဲ့ပြန်တောင်းပန်တယ်ဆိုလို့ရှိရင်ဖျားတဲ့ခင်ကျွန်တော်ရဲ့အဖြစ်တွေကိုလွတ်ပါတယ်那不呢，不然那个是给那个咱们不去了，是吧？不还得开嘛？这个生意怎么了不是？老低呀，老低了喏。明天咱们这老低了，那不是了，不够了个啥呀？咱们是多少年了？我们回来呢，
teniwa la pama we pama kemana tadi pada kesayang ni awak perlu kata mana tak teninya la pasal tu tak apa kemana tak pada mau tu pada cakap lu mulan ni awak demi tak tahu apa ni lalu pama kemana teninya ini persinya la tak kita tak kemana kesayang awak demi tak itu ni အဲ့တော့ကျွန်တော်တို့သမီးရောက်သားတဲ့လူကြီးလူကြီးကိုမတော်မတရားချင်းစီထဲမှာနော်အသက်တာမှာကိုရှိဆက်ဘယ်လိုရှောက်လိုက်ရမလဲဆိုတော့နှုတ်ပတ်တော်ကနေပဲကျမတို့နေ့ရက်ကျမတို့လက်ပြပေးတယ်နှုတ်ပတ်တော်တစ်ခုတည်းပဲကျမတို့အတွက်နီလန်နှုတ်ပတ်တော်တစ်ခုတည်းပဲကျမတို့အတွက်စားတော်တိုက်ခိုက်နိုင်တယ်နှုတ်ပတ်တော်အားဖြင့်ပဲကျမတို့ဒီစုံစမ်းနောက်ဆက်ခြင်းကိုခေါ်လွှမ်းနိုင်တယ်အဲ့ဒါကြောင့်အသက်တာမှာဒီနှုတ်ပတ်တော်ကိုနေ့စဉ်ခွန်အားအဖြစ်ဖတ်ခြင်းအပြင်အသက်တာမှာရားသခင်နဲ့အတူဘယ်လိုပြောမလဲဒီစုံစမ်းချက်တွေကိုအကုန်လုံးကြော်နိုင်ဖို့အတွက်ဖျားခင်လက်ထက်မှာကျမတို့အသက်တာရောက်ရှိတဲ့စက်ကကြရအောင် Pang no kule no, wala kita masuk ke ni lah. Ya pen kalau tu ini dua, benih wala tahu kau ke lo tiri ni no. Redo dah kah ke lo, pokok payah dah saya kelu kita, saya kelu saya kelu lo betul lo. Pokok le pokok wa teni lo kita le pemak marah tidak apa. Lo saya kelu kita ni pokok bawa ni dulu ya, pokok bawa ni le. Awak ni lah tak ada rumah, so saya kelu kita ni lo betul. Lo ni kelu dah saya wa no. Di sini lo ni no. ဆက်ဆက်လို့ကျွန်တော်ပါစားမယ်နော် ဒါကိုသမီးလေးမွေးနေဆိုတော့လေသူနည်းနည်းလေးကျမအချိန်9မိနစ်လောက်ပြည့်ခွန်အားပေးခြင်းနဲ့ကျွန်တော်အချိန်နည်းနည်းလေးသမီးလေးဆက်တော့ အဝလည်းဘူးလို့နော်ကျွန်တော်တို့အစ်ကပ်နေဝဲအဲ့ဒါလေဒါနော်ဒီဘာဝချစ်ဖို့လေပို့ချစ်ဖို့နေ အဲ့ဒါဆိုတော့ဟိုတနေ့ကဒီသမီးလေးနဲ့မိခင်နဲ့သူတို့နှစ်ယောက်အတိဖြစ်ပြီးတော့ဘယ်လိုပြောလဲဝန်လက်စရာတွေတယောက်တယောက်နားမလဲအခက်ခဲပေါ့နော်မိသားသမီးနဲ့မိဘကြားမှာအဲ့လိုမျိုးရှိတတ်တာပေါ့နော်တခါတည်းဆိုသမီးကလည်းအရွယ်ရောက်လာပြီဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်တို့လည်းဆွားပေးစီတယ် ဒါကဒီဘာနော်ဝဲတယ်ဝဲတယ်ကြီးဘာပါလဲဘာဖို့ကိုပြတယ်တဲ့လားဒီလိုဘာလို့လဲဆိုတော့ဘူးရောဟောလာမိုးလာတာတို့ရတာတာပွင့်တာမို့တော့ကိုနေတာလာမလာမဆိုတော့အဲ့ဒါဒီဘာကြည့်တယ်ဘာမှမလုပ်စီကေမော ရေတော့မဖတ်တတ်ဆာမနော်ဘယ်ရတော့ဆက်ပါသူချက်တော့ခဏလေးလာစီချင် ဝဲတာတမလို့ဘာကြည့် The 10th Commandment. Commandment number 1. Love God more than anything else. Commandment number 2. Don't make anything more important than God. Commandment number 3. Always say God's name with love and respect. Commandment number 4. Honor the Lord by resting on the 7th day of the week. Commandment number 5. Love and respect your mom and dad. Commandment number 6. Never hurt anyone. Commandment number 7. Always be faithful to your husband or wife. Commitment number 8. Don't take anything that isn't yours. Commitment number 9. Always tell the truth. Commitment number 10. Be happy with what you have. Don't wish for other people's things. ဒီဥစ္စာကဒီပညာတော်စေပါလို့ပြောတယ်။ဒါပညာတော်စေပါကျမတို့ယုံကြည်သူတိုင်းမှာကျမတို့ယုံကြည်သူတိုင်းမှာပညာတော်စေပါရှိတယ်။ဘာဖြစ်လို့ပညာတော်စေပါဟာကျမတို့တက်ထားပေးလဲ။ဥမာအခုဒါပြီးတော့လို့ရှိရင်ကျောင်းမှာလည်း rule ရှိရနော်။ထိုင်ဆံမှာဆိုလို့ရှိရင်လည်းထိုင်ဆံမှာတော့လို့ရှိရင်လည်းထိုင်ဆံ policy ရှိတယ်။ဘာဖြစ်လို့ဒီ policy တွေဒီ rule တွေကနေရာတိုင်းမှာရှိတာလဲလို့စဉ်းစားကြည့်မယ်ဆိုရင်ကျောင်းမှာဆိုလို့ရှိရင် rules ထားပေးရတယ်ကျောင်းသားတွေ safety အတွက်ဆိုနော်နောက်ပြီးတော့ဒီဥပမာထိုင်ဆံမှာဆိုလို့ရှိရင်ကျမတို့ mask မတက် mask တက်ရမယ်ဘာဖြစ်လို့ mask တက်ခိုင်းတာလဲဘာလို့ဒီဘယ်လိုပြောမလဲCOVID-19 ရှိမယ်ဆိုလို့ရှိရင်ဒီပိုးကကျမတို့အစားအစာလုပ်တဲ့ဖြစ်တဲ့ကြောင့်လို့စားသုံးတဲ့လူတွေထိခိုက်တယ်နောက်ပြီးတော့လုပ်တဲ့လူတွေလည်းထိခိုက်တယ်တယောက်ဥပမာဆိုလို့ mask တက်ခိုင်းတာဒါ safety ပေါ့နော်နောက်ပြီးတော့ကျမတို့ဒီဆေးထိုးခိုင်းတယ်ဆိုတာလည်းဘာဖြစ်လို့ဆေးထိုးခိုင်းတာလဲဆေးထိုးရဲဆိုတာကျမတို့ဒီအစားအစာလုပ်တဲ့လူတွေကဥပမာဟိုဘယ်လိုပြောမလဲတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ယောဂကာကွယ်မှုတစ်ခုအဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်မို့ policy တစ်ခုပဲဖြစ် rule တစ်ခုပဲဖြစ်သူ့နေရာဒေတာအတိုင်းမှာအဲ့လိုမျိုးရှိတယ်ဆိုတာသူ့ agency အခုတစ်ခုချင်းစီရှိတယ်လို့ ဘယ်လိုလဲဘာလို့ဒီဘာလို့တမလို့ဘာချစ်ပူရဝလဲဒီဘာလို့ပို့လို့ချိုးမိလေတပ်လို့လက်တမလာတဲ့ဖောက်ကိုလောက်ကိုဘာလို့တယ်ဘာလို့ကတော့ဘာလို့ပို့လဲဘာလို့တော့ဘာပါနော်ဒီလေကိုတက်ချာချီခွေစာဘာတော့ဝရတာစီပရိုဂျက်ဖိုင်ဘာလို့မတက်တိုင်းညာမဟုတ်ဘူးတော့တော့ဘာလဲဟိုတက်လို့အဲ့ဒါကို
အိမ်ထောင်မိသားစုမှာဆိုလို့လေကျမတို့ဒီအတော်တို့အိမ်မှာဆိုလို့ရှိရင်လေတော့မိသားစုနေလေတို့မှာမိသားစုရုံးတယ်လို့ရှိတယ်ပြန်လာလို့ရှိရင်စားကြရမယ်ဒီချိန်မှာစားရမယ်ဒီချိန်မှာအိပ်ရမယ်အဲ့လိုမျိုး rule ရှိတယ်ဆိုတာဘာလို့အဲ့လို rule ထားရတယ်ဆိုတော့ဖြန်းပြန်လေဒီမှာလောက်ပတ်တော်ဒီကျမတို့လူကြီးတိုင်းအတွက်ဒီအဲ့ဒါလေအဓိကရေးချက်ကတစ်တစ်ချက် safety နှစ်တစ်ချက်လူမြောက်ခြင်း freedom သုံးတစ်ချက်ကျန်းမာရေးလေးတစ်ချက်ပျော်ရွှင်မှုမိသားစုပျော်ရွှင်ခြင်းတစ်ချက်ဝမ်းမြောက်ခြင်းလုံခြုံခြင်းကျန်းမာခြင်းလူမြောက်ခြင်းအဲ့ဒါလေးကျွန်တော်တို့ရှိစေခြင်းတို့မိသားစုမှာဟိုအမေလည်းဖြစ်အမေကသမီးမတော်နဲ့သမီးကလည်းလောက်လိုက်သမီးစာချက်အဲ့လိုမျိုးတော့မိကြီးလည်းဖြစ်ဖခင်လည်းဖြစ်ကိုသားသမီးကိုပြောတယ်ဆိုတာဟိုသူတို့အတွက်ဟိုအကောင်းဆုံးသူတို့ဟိုညုံမှန်းလို့အဲ့ဒါကြောင့်မို့သူတို့ကဒီဟာလေးတွေလုံးလေးတွေသူတို့မိသားစုမှာထားထားတယ် Bang no pole ne tambang no pole awe tama no ko chi ko baro mo le no ba bola bi ni no ko de ba no da fa to ha de ni a de do mo cho ko ba ma le lo ma le bu da ko ko da le ha ni so ta ba ni awe ne ne le ko 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 wo di dale bo ba ka le pam no ko do ro awe ni ta to ta ba de sa ya le wa ta mo lo bo chi do ro do ko me le ko ko ta ba do ba chi ko ba de ko ta ba so deတော့ကိုယ်တော့ဆက်နေတယ်နော်ဒီဖိုင်နော်ဒီဖိုင်နော် အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တာသမီတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လောက်သမားတွေဖြစ်ဖြစ်ကျွန်တော်တို့ယုံကြည်လို့တယောက်ချင်းစီတိုင်းအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီအရာတွေကျွန်တော်တို့ rule တွေဒီ policy တွေကျွန်တော်တို့လိုက်တဲ့အခါမှာဒါကျွန်တော်တို့အတွက်ပဲတခြားလူတော့မဟုတ်ဘူးကျွန်တော်တို့ကောင်းဖို့အတွက်ပဲဖြစ်တယ်ဆိုတာအဲ့ဒါတက်တည်ဖြစ်တာပေါ့နော် Bam no pole tama lo bo chi le bo ba su ke na la di pha ni le bo pu ma ra di pha le tama lo awe ye awe ta ta de di pha ni le pi di pha ta de di pha ni ni awe de me ra le bo wo lo de ba le sa awe di lo le bo di ni ba ta pu ni ta lo de tama lo de me ko tama lo bo chi le bo ba su ke na la di pha ni no mi ra le bo wo le bo pu mu wo da ni lo ba na အဲ့ဒါကြောင့်မို့ဒီနေ့သမီးလေးကိုလည်းချစ်ချူရဲဘာလို့ဆိုတော့ခုလည်း session နေ့ထိဖျားခင်ကဒီနေ့ထိပို့ဆောင်ပေးပြီးကျမ်းမာချင်းကိုပေးတယ်ချောချောလာလာလေးဟုတ်တယ်မလားဟိုပညာဖျားခင်ဟိုဘယ်လိုပြောလဲညံကိုလည်းဖွင့်ပေးတယ်ခက်ခက်နေနေရှိတယ်ဘယ်လိုပြောလဲအများရှိမှလည်းဘယ်လိုပြောလဲအကောင်းဆုံးဖြစ်အောင်သမီးကြိုးစားနိုင်တယ်အလုပ်လုပ်နိုင်တယ်ဒါရဖျားခင်ကြီးဆိုတက်ပဲဒီကနေ့လည်းဟိုသမီးဖျားခင်ကိုကြီးဆို session နေ့ပြည့်တာကိုဟို party တွေပါတယ်သူများနဲ့ရှောက်သွားတယ်ဖျားခင်ကိုချီးမွမ်းတဲ့အခြေကိုပေးတာဒါဖျားဘုံကိုဖြေချတယ်ဆိုတော့ဒီနေ့တော့ကိုယူတယ်။ဒါကလည်းအရင်ဝမ်းမြောက်လို့ပြောကြည့်တယ် Bam no pole no awe ke ni ya di pha no de na ni ko ra chi ya ni na ka ma la ko ta khai de me ne le pha ti na kha chen ba de me kho le ko pu thu ba yo ta ma la ko sai yo pa si ti sai yo chi ko ni me ta ni to ke ta tu ni ka ni lo ko do ma ta na pa de sai yo de ma tu ba ta ma la ko ta sai yo ။သမီးလည်းအခုဆိုလို့ရှိရင်သမီးလေးတယောက်ရှိပြီဆိုတော့မိခင်ကြောက်ဖြစ်လာပြီးဖြစ်တဲ့ကြောင့်လို့အမေဟိုနားနိုင်ပြနေတယ်လို့အတော်ရောလဲ။ဘာလို့လဲဆိုတော့မိခင်ဆိုတာတာသမီးကမှလောက်ချစ်တယ်။သူ့ဟိုသမီးကအကောင်းဆုံးသူရည်ရွယ်လို့သမီးကအကောင်းဆုံးဖြစ်တဲ့အခါကျတော့ရှင်ကအပြောတော့ကြားနေမယ်။သူသမီးကမှရမ်းချစ်တယ်ဆိုတာတော့သိတယ်။အဲဒါကြောင့်သမီးဖြစ်နိုင်လို့ရှိရင်သူ့ဟိုပြောနေချစ်ချင်နာလေးနဲ့မမလေးနဲ့ပြောနေသူ့ရဲ့စကားလေးနားထောင်ပြီးတော့အဲ့လိုမျိုးနော်အဲ့လိုလုပ်ပြတော့ဆိုရှင်တာဖျားအလိုနဲ့ညီတဲ့တက်တာဖြစ်နေကြတယ်မတူဘူးခေါ်သေးချင်တယ်နောက်ပြီးတော့အသက်တာမှာပေါ့နော်ဖျားတဲ့ဂျုံနဲ့မသိနေမှာဒါဖျားတဲ့ဂျုံနဲ့မသိနေမှာထားရဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်တာမှာ86လောက်ရဲ့အသက်တာမှာဖျားတဲ့မြင့်ဆုံးနေရာမှာပဲထားမယ်ဖျားတဲ့ဂျုံနဲ့မသိထားတဲ့တာပြီးတော့မှဘယ်လိုပြောလဲဒုက္ခဆင်းရဲခက်ခဲဟိုဘယ်လိုပြောလဲစိုးစမ်းသွေးဆောင်ချင်တော့ဂျုံနဲ့ဒါပေမဲ့တော့မှသူများအောက်သူဆင်းရဲဒုက္ခရောက်တဲ့လူတွေဖျားခင်ကပို့ချင်းကြောင်ဖျားခင်လည်းမသိရမှာအများနဲ့ချပါလို့တော့ခေါ်အပ်ပေးရှင်နဲ့နောက်ပြီးအသက်တာမှာတနည်းလေးချင်းတွေမှာကိုအလုပ်ကြီးမားမားသူများကောင်းဆောင်တွေဖြစ်တဲ့ခါမှာလည်းဖြစ်ဖြစ်ဟိုဘယ်နေရာမှာဖြစ်ဖြစ်ဟောနော်ကိုအသက်တာမှာစောစမ်းနောက်ဆက်ချင်းငွေကြီးအနေနဲ့လားမို့လို့ရှင်လဲဘယ်လိုပြောလဲ relationship အနေနဲ့လားနောက်ပြီးလို့ရှင်လဲအချိန်အားဖြင့်တော့မကောင်းလားအချိန်ဆိုလို့ရှင်လည်းဒါလည်းအချိန်အလုပ်အများများပြီဆိုလို့ရှင်ဖျားတဲ့အချိန်မပေးနိုင်တော့ဘူးအဲ့လိုမျိုးရှိတယ်
မိသားစုဟိုမှာလင်မယားကြားမှာအခက်အခဲဖြစ်တယ်ဆိုလို့ရှိရင်ဖျားကိုအချိန်မပေးနိုင်တော့ဘူးအဲ့လိုမျိုးတွေရှိတာပေါ့နော်နောက်ပြီးတော့ကိုယ်အသက်တာမှာအနာဂတ်မှာဘာတွေကြုံရမလဲဆိုတော့ကိုမသိဘူးဒါပေမဲ့ဖျားကိုလည်းသိနေတာပါဖျားတဲ့ထဲမှာအသက်တာကိုဒီစက်ကပ်နေ့တိုင်းကြီးစုံချီးမွမ်းခြင်းအပြင်အသက်ရှင်မယ်ဆိုလို့ရှိရင်ဘုရားခင်ရဲ့ဘုန်းတော်ကိုချီးကျူးစေတဲ့ဒီနေ့ကြောင့်အသက်တာအဖြစ်ရက်တည်နိုင်လိမ့်မယ်လို့တော့ခွန်အားပေးနေဒီမှာပဲအဆုံးသတ်ပါတယ်ဆက်ပြီးပါကြလို့အဖဖျားခင်ကြီးစုံကိုချီးမွမ်းတယ်ဒီနေ့ကတော့ဘာမှမရှိပါဘူးတော့ပါတယ်အဖဖျားခင်ကိုရဲ့ကောင်းမြတ်ခြင်းကိုရဲ့ကြီးစုတော်ကိုချီးမွမ်းရတော့ခွင့်အသက်သေခံရတော့ခွင့်ကိုရှင်ပေးတော့ကြောင့်အထူးပဲကြီးစုတင်ပါတယ်အဖဖျားခင်ဒီကနေ့ကိုရှင်ပေးတဲ့နှုတ်ကပတ်တော်အဖြစ်သမီးမအစဒီမှာရှိတဲ့ယုံကြည်သူမမအရာချင်းစီတိုင်းခွန်အားရမယ်လို့သမီးယုံကြည်တယ်အဖဖျားခင်အမှုရာအချိန်တိုင်းအလုံးစုံကိုတော့လက်ထက်အနံပါတယ်သူတို့အသက်တာမှာကိုရောကိုတာ၍ချစ်တတ်တော့ယုံကြည်သူများကိုရောကိုတာ၍ယုံကြည်တော့ကိုရောရဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်တတ်တော်ယုံကြည်သူတရားချစ်စီဖြစ်စေတွေ့ရအဖဖျားကိုရှင်တုံတင်တော်ပါလမ်းပြတော်ပါအမှုရာအားလုံးကိုရတဲ့ချက်ပြန်လဲအနံနဲ့ခါမှာတပါးရောတားရရှိခရစ်နာမတော်ကိုအနေပြီးအလုံးရတဲ့ဆောက်တဲ့ဆက်တဲ့ဆုတော်မှာပါအာမင်